ကဲပြောသမီးကသူ့ကိုဘာလို့ပါရလိုက်တာလဲ သမီးကိုသူအခန်းထဲလိုက်ခဲ့ဖို့ခေါ်တယ်ဆရာ ဟုတ်လားခန်းလေးတော့ခေါ်ရဆိုတော့မရိုင်းလားအားကြောင့်သမီးကသူ့ကိုပါရလိုက်တယ်ပေါ့ မရိုက်သေးဘူးဆရာအခန်းထဲရောက်တော့သူသမီးကိုအင်ကြီးချွတ်ခိုင်းနေ ဟာဒါတော့လွန်သွားပြီအဲ့ဒါနဲ့သမီးကသူ့ကိုပါရလိုက်တယ်ပေါ့ အဲ့ဒါနဲ့မရိုက်သေးဘူးဆရာသူသမီးကိုဘောင်းမိပါချွတ်ခိုင်းနေ ဟာဒါကာမလိန်လိန်မှုပဲအားကြောင့်သမီးကသူ့ကိုပါရလိုက်တယ်ပေါ့ မရိုက်ရသေးဘူးဆရာသူသမီးကိုကတင်ပေါ်မှာအိတ်ခိုင်းနေ ဟာဒါမဒိန်မှု306ထက်သွားပြီအားကြောင့်သမီးကသူ့ကိုပါရလိုက်တယ်ပေါ့ မရိုက်သေးဘူးဆရာ နေပါဒီနေ့ရိုက်ဖို့ရှိသေးလား သူကသမီးကိုစကားတခွန်းပြောတယ်ဆရာ ဘာစကားပြောလို့လဲ तू က ငါနင်းကိုအလကားစားနောက်ခြင်းလို့ခေါ်လာတာနင်းအခုအိမ်ပြန်လိုက်တော့လို့ပြောရဆရာအဲ့တော့မှသမီးစိတ်တူပြီးသူ့ကိုပါထားရိုက်လိုက်တယ်ဆရာ